စီစဉ်ကြပြီး epic ရောက်လို့စိတ်ညစ်နေတဲ့ခေါင်းမျိုးတွေကျွန်တော်ဝမ်းသာစရာသတင်းတွေအများကြီးပြောပြဖို့ရှိပါတယ်ပထမဆုံးဝမ်းသာစရာသတင်းကတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်စီစဉ်ကုန်သွားပြီးကျွန်တော်တို့ပွဲ20ဆော့ပြီးတာနဲ့ကျွန်တော်စီစဉ်36 second ရရှိမှာပဲဖြစ်ပါတယ်အဲ့ second ကတော့ကျွန်တော်ခါလီ second ပဲဖြစ်ပါတယ်စီစဉ် second ဆိုပေမဲ့သုံးထားတဲ့အယောင်တွေကဆိုတော်တော်လေးမိုင်းနေတာကို brother တို့အနေနဲ့တွေ့မြင်ရမယ် second effect တွေကို show လိုက်ရင်ပိုးတောင်သဘောကျအောင်ပဲခေါင်းမျိုးတစ်ချက် show လိုက်ပထမဆုံးအနေနဲ့ free ရမယ့် second တစ်ခုရဲ့ကျွန်တော်တို့ပုံစံလေးကိုအရင်ကြည့်ရမယ်ဆိုရင်တော့ပြန် free ရနဲ့တော်တော်လေးတန်တယ်လို့ကျွန်တော်ပြောလို့ရမယ်မြင်တဲ့အတိုင်းပဲအနီးအောင်သဲတွေစီးနေတဲ့ passive ကိုလည်း brother တို့အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွေ scale 1လေးကိုတစ်ချက် show လိုက်မယ်မြင်တဲ့အတိုင်းပဲ scale effect တွေတော်တော်လေးပါတော့ကျွန်တော်တို့အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ် free ရတာဖြစ်တဲ့အတွက်ကြောင့်မို့တအားကြီးတော့မိုင်းမနေဘူးဆိုပေမဲ့လည်းအဆင်ပြေတယ်လို့ပြောလို့ရတယ်မြင်တဲ့အတိုင်းပဲကျွန်တော်ဖုံးရှူတယ်ဖုံးနီရှူပြစ်တာခေါင်းညတော်တော်လေး fine နေပေါ့နော်ဒါလေးကတော်တော်လေးကိုမိုက်တယ်ပြီးပြီဆိုရင်သူ့ရဲ့ sense stop animate ကိုတစ်ချက် show မယ်ဆိုတော့ပြင်ခေါင်းညတော်တော်လေး fine နေလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ဒီ second ကိုရချင်တယ်ဆိုရင်တော့ခေါင်းညအနေနဲ့လောက်ရမှာရှင်းရှင်းလင်းပွဲ20ဆော့လိုက်ပွဲ20ဆော့ပြီးရတယ်ဒီ second က free ရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် second တစ်ခုရှိသေးတယ်ဗျအဲ့ဒါကဘာ second လဲဆိုတော့ကျွန်တော်တို့တွေ season ကုန်ပြီးတိုင်းမှာကျွန်တော်ရောက်ရှိလာတာဖြစ်တဲ့ဘာလဲဆိုတော့ကျွန်တော်တို့တွေ recharge second ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ recharge လုပ်လိုက်မယ်ဘယ်လောက်ပဲ recharge လုပ်ကျွန်တော်တို့ recharge လုပ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ diamond 100အောင်အသုံးပြုပြီးတော့ကျွန်တော်တို့အလူကက် second အသစ်ကိုကျွန်တော်ဝယ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်က recharge လုပ်ပြီးတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဘောင်လေးရမယ်ပြီးပြီဆိုတော့ဒီ diamond 100အသုံးပြီးတော့ဝယ်လိုက်မယ်ကောင်းညိုဒါအလူကက် second တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အမှန်တိုင်းပြောရင် mobile legend second နေထဲမှာ second အများဆုံး hero လို့တော့ပြောလို့ရတယ်ပေါ့နော်အလူကက်ကဆိုတော့အခုလည်းအသစ်ထွက်လာပြီဆိုတော့ဒီ second ရဲ့ second ဘက်တွေဘယ်လောက်ထိမိုက်လဲဆိုတော့လည်းတစ်ချက်ထပ် show လောက်ကောင်းညိုကျွန်တော်စမ်းပြမယ်ကဲကျွန်တော်အလူကက် diamond 100ရဲ့ second နဲ့ legend second ကောင်းညိုတွေ့ကြပြီတစ်ချက် show မယ်ကျွန်တော်အလူကက် diamond 100ရဲ့ second ဘယ်လောက်ထိလာလဲတစ်ချက်လောက်စမ်းလိုက်မယ်ကောင်းညိုအရင်ဆုံးအနေနဲ့ကျွန်တော် basic တက်လေးကိုတစ်ချက်စမ်းမယ် basic တက်လေးကတော့ကျွန်တော်နေ season second ကတော့ကျွန်တော် free ရတဲ့ season second ကပိုလာတယ်လို့ပဲကျွန်တော်ကခံစားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောတော့မစောသေးဘူးကျွန်တော် basic တက်ပြီးတော့ကျွန်တော် second one လေးချက်စမ်းမယ်ပေါ့နော်ကျွန်တော် okay ပြောရင် second one ကလည်းကျွန်တော်တင်တော့ season second free ရတဲ့ season second ကပိုပြီးလာတယ်ကောင်းကြီးတို့ဒီ diamond 100နဲ့ဝယ်တဲ့ second ဒါကြီးမလောက်ဘူးလို့ပဲကျွန်တော်ခံစားရတယ်ပေါ့နော်ကျွန်တော် second 2ရောင်းကျွန်တော်ခါလီ free ရတဲ့ခါလီ second ပိုလာတယ်ကောင်းကြီးကျွန်တော် free ရတဲ့ခါလီ second ကပဲဝယ် okay လောက်အောင်ကျွန်တော် animate သုံးလိုက်ပြီ animate သုံးလိုက်တဲ့ချိန်မှာမီပေါ်မှာဒါမျိုးလေးပေါ်လာတယ်ဟုတ်ပြီလေရှော့မကောင်းဘူးမြင်တဲ့အတိုင်းပဲကျွန်တော်ကတော့ဒါကြီးမကြိုက်ပါဘူး free ရတဲ့ခါလီ second ကပဲပုံပြီးမိုက်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်ဒါနဲ့မပြီးသွားသေးပါဘူးကျွန်တော်တို့ Benedetta second အသစ်ထွက်ရှိလာပါတယ်ဆိုတော့ကြောင့်ကျွန်တော်တို့ Benedetta second လေးကိုကျွန်တော်ဒီမှာ action လေးပါတဲ့ဥစ္စာလေးနဲ့ကျွန်တော်တစ်ခါလေးဝယ်လိုက်တော့မယ်ပေါ့နော်ဆိုတော့969ကျပါမယ်ဆိုတော့ကျွန်တော်ဒီမှာရိုးရိုးဝယ်မယ်ဆိုရင်တော့600ကျော်ကျမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့